အားလုံးပဲမင်္ဂလာပါရှင်ဖူပိုင်ရှရှမ်းမကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျမကပစုံငပိချက်လေးချက်စားပါမယ်ရှင်ဝယ်ရတဲ့ပစုံဘောချိတ်လေးတွေကိုညီမအရသာလေးထည့်ပြီးတော့နေပါမယ်ဒေဦးလေးတွေကိုစီထည့်ပြီးတော့စီပူလာပြီးဆိုတာနဲ့ထောင်းထားတဲ့ကြက်သွန်နီပြူချင်းလေးကိုထည့်လိုက်ပါမယ်အယောင်လေးလာဖို့အတွက်စနစ်မောက်လေးနှင်းငယ်ထည့်ပါမယ်ကျက်သွန်လေးပြူချင်းလေးကျွတ်လေးဖြစ်သွားပြီဆိုတာနဲ့ကျမနေထားတဲ့ပစုံတွေကိုထည့်လိုက်ပါမယ်ပစုံအခွန်လေးတင်းသွားပြီဆိုတာနဲ့အယောင်တင်မုတ်လေးနဲ့အကျန်းဖက်လေးထည့်ပါမယ်စီလေးအနှဲငယ်လေးထည့်လိုက်ပါမယ်ပြီးတော့ငပိလေးကိုရေထိုးပြီးတော့ထည့်လိုက်ပါမယ်အချိန်ရတာလေးရအောင်မကြီးရေလေးကိုရေထိုးထည့်လိုက်ပါမယ်စီပြန်ပြီးတော့အယောင်လေးလာဝပြီးဆိုတာနဲ့နည်းနည်းလေးအုပ်လိုက်ပါမယ်ရှင်အခုချိန်မှာတော့ချင်းငံချက်အရသာလေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့ပစုံငပိချက်လေးရပါပြီရှင်ဒီနေ့တော့ကျမအထူးထူးဘာမှမချက်တော့ဘူးပေါ့နော်ပစုံငပိချက်နဲ့တမင်းလေးတိုးစရာလေးနဲ့စားပါမယ်ရှင်ပစုံလေးကိုထည့်ပါမယ်ကျမ်းဘက်ကအရန်ဆက်ပါတယ်မစားသူတေးကြနေတာဟောမကောင်းဆက်နေရပါမကြီးနဲ့လည်းနဲ့အချင်ရတာလေးလည်းပါပါနော်။ငင်းကြီးကတော့ကိုယ်တိုင်ပြုတ်ထားတာလုံးဝစီးပိုင်းနေရပဲ။ညက်ရည်လေးနဲ့။အရင်စီးရပဲငင်းကြီးကကောင်းမကောင်းဒီပဲဆိုမှလည်းအရင်အကောင့်ကြည့်ရဆိုလဲကိုရီးယားမကြိုက်ဘူးဒီလိုဘောချိတ်အကောင့်ဒီလေးဆိုအရင်မိုက်တယ်။ကဲဆက်စားလိုက်ပါအောင်မယ်နော်။ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးရတဲ့ကျေးဇူးများတင်ပါတယ်နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်။တတား